လေးပါနေကြည့်လိုက်လို့ကြက်တဲ့လောက်နေကီလို40 50နေမပို့ဘူးဆိုရင်တော့ဒီကောင်းမောင်းနေတော့ဒိုင်ခွဲပုံမှာအင်ဂျင်ချက်ပြီးလင်းလိုက်ရင်ကားကိုဆက်မွန်ရမှာလားဒါမှမဟုတ်လမ်းဘေးထိုးရမှာလားအင်ဂျင်ချက်ပြီးလင်းလာတဲ့အကြောင်းကြီးကဘာဖြစ်နိုင်လဲဆိုတော့ကိုဒီဗီဒီယိုလေးကနေပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီအင်ဂျင်တွေလုံးဝဆိုရင် CL ရဲ့မီးရဲ့အဲ့ဒီသုံးမျိုးကသူ့နေရာနဲ့သူမှတ်ကန်တိကျော်တာလုံးနိုင်မှသာလေရင်အင်ဂျင်တွေလုံးဝကောင်းကောင်းလက်ပတ်နိုင်မှာဖြစ်ပါတယ်အဲ့ဒီထက်ကမှကျွန်တော်တို့အဲ့ဒီသုံးမျိုးထက်ကမှတစ်ခုချုပ်ရင်းပြီဆိုတာနဲ့ဒိုင်ခွဲပေါ်မှာအင်ဂျင်ချက်မီးကထားလိုက်မှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့အင်ဂျင်ချက်မီးထားလိုက်ပြီဆိုတာနဲ့လုံးဝမလက်သွားပါနဲ့ဒါကတော့ကားတိုင်းမှာဖြစ်လေဖြစ်ထားရှိတဲ့အဲ့ဒါတစ်ခုဖြစ်ပါတယ်ချက်မီလင်းလာတဲ့ကြောင်ရည်ကတော့မျိုးရှိတာဖြစ်ပါတယ်အဲ့ဒီထဲကမှဖြစ်များဆုံး၃မျိုးကိုဒီဗီဒီယိုလေးကနေပြီးတော့ပြပြပေးမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ကောင်းမောင်းနေရင်လည်းအင်ဂျင်ချက်မီလင်းလာပြီဆိုတာနဲ့လေးပါကိုနင်းကြည့်ပါလေးပါကိုနင်းကြည့်လိုက်လို့ပုံမှန်တိုင်းပဲပါတယ်အင်ဂျင်ဆက်တန်လည်းမပြောင်းဘူးမိပွဲတွေမှာရိုက်ရင်လည်းစလိုးကပုံမှန်တိုင်းပဲအဇောကလည်းမိကိုလေးလုံးလိုက်မထွက်ဘူးဆိုရင်တော့ကျွန်တော်တို့ပုံမှန်ပဲကိုသွားမဲ့နေရာကိုအန်တကင်းကတော့လည်းမောင်းသွားနိုင်ပါတယ်ဒါပေမဲ့စီရတော့ပုံစားမှာဖြစ်ပါတယ်ဒါကတော့ပထမတစ်ချက်ဖြစ်များတဲ့ပြဿနာဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့လေဘာနေကြည့်ပါလေဘာနေကြည့်လိုက်လို့ကြက်တဲ့လောက်နေကီလို40 50နေမပို့ဘူးဆိုရင်တော့သိချတဲ့မိတ်ဆွေရဲ့အင်ဂျင်ခန်းထဲမှာရှိတဲ့မိတ်ဆွေကားရဲ့အင်ဂျင်ခန်းထဲမှာရှိတဲ့လေလိုင်းတနေရာကနေပြီးတော့ပိုက်ပြက်တာတို့ပိုက်ပေါက်တာတို့ဖြစ်တာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့နီးစက်ရလမ်းဘေးအန်တကင်းလမ်းဘေးတဲ့နေရာကိုထိုးရပါထိုးရပြီးတော့ဘုံနဲ့ဖုံဖွေးပြီးတော့ကြည့်ကြည့်ပါပိုက်လေးဘယ်နှမှာပေါက်နေလဲဘယ်နှမှာပြုတ်နေလဲတကယ်လို့တွေးခဲ့ရင်လည်းပိုက်လေးပြန်ဆက်ပြန်ထည့်ပြီးတော့ကျွန်တော်တို့ပိုလိုရခီးကိုအန်တကင်းနဲ့မောင်းနိုင်ပါတယ်ဖြစ်ပါတယ်တကယ်လို့ရှာလို့မတွေ့ဘူးဆိုရင်တော့နီးစက်ဝက်ရှော့ဖုံးဆက်ပြီးတော့သွားရမှာဖြစ်ပါတယ်ဟုတ်ပြီနောက်ဆုံးဖြစ်များတဲ့ပြဿနာကတော့လေဘော်နင်းကြည့်ပါနင်းကြည့်လိုက်လို့ကီလို40 50နေလုံးဝမပူဘူးအင်ဂျင်ဆက်တန်ကလည်းလုံးဝပြုံးသွားတယ်စလိုးကလည်းလုံးဝမငြိမ်ဘူးမိပွဲလေးမှာလည်းကားရရင်ကားတစ်စီးလုံးတုံသွားတယ်အေဇောကလည်းမိကိုလေးမတရားထွက်နေတယ်ဆိုရင်တော့ကားကိုလုံးဝဆက်မမောင်းပါနဲ့ဒါကိုမသိဘဲနဲ့ကျွန်တော်တို့ကားကိုဆက်မောင်းလိုက်မှဆိုရင်တော့အင်ဂျင်ကိုမနိုင်မနှင်းထားခိုင်းတယ်လို့မျိုးဖြစ်သွားတဲ့အတွက်ခံမသိရင်အင်ဂျင်တစ်လုံးပါကျွန်တော်တို့ချေရနိုင်တာဖြစ်ပါတယ်နောက်ဆုံးပြောခဲ့သလိုမျိုးဖြစ်တယ်ဆိုရင်တော့ကျွန်တော်တို့လမ်းဘေးထိုးရပါနီးစက်ရဝါရှော့ကိုဖုံးဆက်ပြီးတော့ခံမသိရင်လာဆွဲခိုင်းရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီဒီဗီဒီယိုလေးကနေပြီးဆိုရင်တော့တိုင်ခွဲပုံမှာကောင်းမောင်းနေတို့အင်ဂျင်ချက်မီလေးလာရင်ဘယ်လိုလုပ်ရမလဲဘာဖြစ်နေလဲဆိုတော့ကိုဒီဗီဒီယိုလေးကနေပြီးတော့ပြပြပေးသွားပါဖြစ်ပါတယ်တကယ်လို့မရှင်းနာမှလည်းမရှိရင်လည်း comment ပုံမှာဝင်ရရေးခက်ပေးလို့ရတာဖြစ်ပါတယ်ခင်ဗျာ